အားလုံးသိကြတဲ့အတိုင်းပဲ Joshua Van နဲ့ Pantoja ရဲ့ပွဲကဒီဇင်ဘာလမှာဖြစ်ဖို့များတယ်ဆိုပြီးမှခံမှန်းနေကြတာပေါ့နော်အဲ့ဒီတော့ Joshua Van နဲ့ Pantoja ပွဲကိုဘယ်လိုခင်းချင်းမျိုးနဲ့ fighter နှစ်ယောက်လုံးကချင်းကပ်လာမလဲကစားလာမလဲဆိုတာလေးကိုကျွန်တော်သိလောက်သုံးသက်ကြည့်မယ် Pantoja ကတော့သုံးသက်ရတာလွယ်ကူတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Pantoja နောက်ဆုံးထုတ်ထားတဲ့9ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ကစားပုံကတိတ်ပြီးမှရန်ကြီးပြောင်းလဲသွားတာမရှိဘူးဗျသူက Star Fight မှာလည်းအားထည့်ပြီးထိုးတယ်ဒါပေမဲ့နောက်ဆုံးကြလို့ရှိရင်တော့ submission တွေကတိတ် down ယူပြီးမှ ground game ကိုဆွဲခေါ်တယ်ပြီးရင်ခေါ်ရင်ဖောင်းကျွေးမယ် submission ရအောင်ယူမယ်ပေါ့နော် back position ယူပြီးမှ submission ရအောင်ယူမယ်ပေါ့နော်အဲ့ဒီပုံစံနဲ့သူကသွားတာများတယ်ဗျဒီပုံစံတိုင်းမဲ့သူကလာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်ပြီးတော့သူကအခုဆိုရင်အသက်က35 36တဲ့ရောက်နေပြီပေါ့နော်အဲ့ဆိုတော့သူရဲ့ game plan ကအရင်ကြီး changes တွေတော့ရှိမှာမဟုတ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့သူကစားနေကြပုံစံတိုင်းပဲလာလိမ့်မယ်ပြောင်းလဲလည်းနည်းနည်းပါးပါးပဲပြောင်းလဲရှိမယ်ပေါ့နော်နည်းပါးပဲပြောင်းလဲရှိမယ်ခံမရတာခက်တာက Joshua Van ဗျ Joshua Van ကအခုမှတက်လဲငယ်သေးတယ်ပေါ့နော်တက်လဲငယ်သေးတယ်တက်လို့တယောက်ဖြစ်တယ်ပြီးတော့သူအရင်တော့ထိုးခဲ့တဲ့ Fury 5မှာကြရစားလို့သူကကစားပုံကအခြေအနေပေါ်မူတည်မှသူပြောင်းလဲတတ်တယ် changes တွေလုပ်တတ်တယ်ပေါ့နော်ခေါင်းကိမှာလည်းသူ defense ကိုကောင်းကောင်းမသူလုပ်နိုင်တယ်ပြီးတော့ဒီ submission နဲ့ပြထားတဲ့ပွဲလေသူမှရှိတယ်ပေါ့နော်သူကလည်းများသောအားဖြင့်က stand fight ကိုပဲသူဦးစားပေးပြီးထိုးချင်တယ် stand fight ကိုသူကြိုက်တယ်ဒါပေမဲ့ ground game မှာလည်းသူကညံ့နေသူတော့မဟုတ်ဘူးနောက်တစ်ခုကဒီ fighter တွေမှာ stand fight ကဒီ cage fight ထဲကနေပြီးမှကစားသမားဘဝကိုစတဲ့သူနဲ့ဒီ street fight ကနေမှလာတဲ့ကစားသမားမတူပြ idea က street fight ကနေလာတဲ့ကစားသမားတွေကသူတို့မှာ own idea တွေရှိတယ်သူများထိုးတာတွေကြည့်ပြီးမှကိုယ့်ကို creative လုပ်ပြီးမှထွင်ပြီးမှထိုးရတဲ့အချင်းသူတို့မှာရှိတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့သူတို့ရဲ့တွေးခေါ်က free ဖြစ်တယ်ဘောင်ခတ်ထားတာမရှိဘူးပေါ့နော်အဲ့ဒီတော့ရုပ်တရက်ပွဲချိန်တွင်းမှာသူတို့အခြေအနေပေါ်မူတည်ပြီးမှသူတို့ရဲ့ own idea ကိုသူတို့ရဲ့ကိုယ်ပိုင် idea ကိုထုတ်ပြီးမှကစားတဲ့အကျင့်ရှိတယ်ပေါ့နော် street fight သမားတွေက cage fight ကနေမှ fighter ဘောကိုစခဲ့တဲ့သူတွေကြတော့ဒီ training camp တွေမှာ trainer တွေ coach တွေသင်ပေးလိုက်တဲ့အတိုင်းပဲသူတို့ကဆော့တာများတယ်ပေါ့နော်အဲ့ဒီကွာချက်တော့ရှိတယ်နောက်ပြီးတော့